နေမကောင်းလို့ကြောင်းမရောက်တာပဲဖြစ်ဖြစ်အချိန်မမီလို့ဒါကြောင်းမတက်လိုက်ရတာပဲဖြစ်ဖြစ်ကျွန်တော်ကြောင်းမတက်ဖြစ်လိုက်ဘူးဆိုတဲ့အခြေအနေချင်းကတော့အတူတူပဲကိုယ့်အတွက်တေချာပေါက်အကျိုးရှိမဲ့အရာတွေကိုမအားလို့မလုပ်ဖြစ်တာပဲဖြစ်ဖြစ်စိတ်မပါလို့မစဖြစ်တာပဲဖြစ်ဖြစ်အလုံးမပြီးမြောက်ဘူးဆိုတဲ့အခြေအနေချင်းကလည်းအတူတူပဲဖြစ်တယ်အဲ့တော့ဒီလေးလာတင်မှုတွေကိုပေါ့နော်ကျွန်တော်တို့ကဝါသနာမပါလို့မလေးလာမိတာပဲဖြစ်ဖြစ်ပြင်းစရာကောင်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မတင်ယူမိတာပဲဖြစ်ဖြစ်တစုံတစ်ခုကိုလေးလာစီးပူးမှုမပြုတ်ခဲ့ဘူးဆိုတဲ့အခြေအနေချင်းကတော့အတူတူပဲဖြစ်တယ်တစုံတစ်ခုကိုကျွန်တော်တို့အောင်မြင်စွာပြီးမြောက်ဖို့ဆိုလို့ရှိရင်ခက်ခဲတဲ့အပိုင်းကိုအနည်းနဲ့အများကျွန်တော်တို့ကြော်ဖြတ်လာကြရမှာဖြစ်တယ်ဒါပေမဲ့လည်းလူအများစုကတော့လွယ်ကူတဲ့အရာမျိုးကိုပဲအားပါတရပေါ်ပေါ်တည်တည်နဲ့ကျွန်တော်တို့ရွေးချယ်တတ်ကြတဲ့သဘာဝရှိတယ်ဒါကြောင့်လည်းဒီစတင်ဂျေဆိုတာကဒါပြက်ကွက်တဲ့သူတိုင်းရဲ့လက်သုံးစကားဖြစ်ရှိနေတတ်ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေကကိုယ့်ဘဝမှာတေချာပေါက်အကျိုးရှိမဲ့အရာတွေကိုအကြောင်းမျိုးမျိုးပြပြီးတော့ရှောင်ခွာထွက်ပြေးတတ်တဲ့သူလားဒါမှမဟုတ်ပေါ်ပေါက်လာတဲ့အခွင့်အလမ်းတွေကိုဘာစင်ကြီးမှမပေးဘဲနဲ့ဒီအားပါတရပေါ့နော်အတုံးချပြီးတော့ဇွဲနှဘဲနဲ့စူးစမ်းတတ်တဲ့လူလားဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့မိတ်ဆွေကဒုတိယတစ်ယောက်မှာပါဝင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ ITEC မှာမိတ်ဆွေအတွက်တေချာပေါက်အကျိုးရှိကောင်းမွန်စေမဲ့အခွင့်အလမ်းကောင်းလေးတွေကိုရှိနေတယ်ဆိုတဲ့အကြောင်းကျွန်တော်သတင်းကောင်းလေးပါလိုက်ပြရစီအဲ့တော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးရဲ့အဆုံးမှာ ITEC ဆိုတဲ့ comment လေးကိုမှတ်ခဲ့လို့ရပါတယ်ကျွန်တော်တို့တင်တန်းကြောင်းကနေပြီးတော့ပြန်ပြီးဆက်သွယ်ပေးမှာဖြစ်ပါတယ်အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်မိတ်ဆွေတို့တူးချင်းတယောက်ချင်းစီနိုင်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဘေးကင်းချမ်းပါပြီးပျော်ရွှင်ကြည်လင်တဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ